တာဝတိမြို့မှာတန်ဃာတွေကိုအမြဲတမ်းဝတ်ကြီးဝတ်ငယ်ပြုပြီးနေ့စဉ်နဲ့အမျှတန်ဃာတွေဆုံးဖုံးပေးတဲ့ဇရက်မှာဝေယဝိဆဆောင်ရတဲ့အမျိုးသမီးတယောက်အခုလိုနေ့မှာဝေယဝိဆတွေဆောင်ရွက်ပြီးနောက်တည့်ရက်ကျတော့ဝေယဝိဆဆောင်ရွက်တဲ့စီသူရောက်မလာဘူးရောက်မလာတော့အော်ဒီနေ့စဉ်ဝေယဝိဆလုပ်တဲ့မြို့သမီးပဲရောက်သွားတော့ဆိုရင်လူတွေကပြောကြတယ်အရှင်ဘုရားတို့မနေ့ကသူ့လောက်ကြိုက်ပြီးညနေမှာရုတ်တရက်နေမကောင်းပြီးဆုံးသွားတယ်ရုတ်တရက်နေမကောင်းပြီးဆုံးသွားတယ်ရုတ်တရက်ယောဂလည်းဆုံးသွားတယ်ဖဲလာတော့မှာတော့ဘုရားလို့လျှောက်တော့ယဟန်နေစိတ်မကောင်းဖြစ်ပြီးမြတ်စွာဘုရားလျှောက်တဲ့အခါမှာမြတ်စွာဘုရားဒီဒေသနာလေးဟောတာသူဆိုတာကိုလုံးလို့အားမရခင်ပဲသွားတာပဲဘဝကိုယ်စဉ်းစားဖို့ရနော်အားမရခင်သွားမှာပဲအားရပြီဆိုတာတော့မရှိဘူးအားမရခင်သွားတာပဲလို့သူဆိုလို့အဲ့တော့သူ့အကြောင်းကဘယ်လိုဆက်ဆက်လာလဲလို့ဆိုရင်အဲ့ဒီမျိုးသမီးတွေကနတ်သမီးဘဝကလူဖြစ်လာတာတာဝရိန္ဒနတ်ပြည်မှာမာလပါရီဆိုတဲ့နတ်သားတယောက်ကသူ့ရဲ့အချမ်းရနတ်သမီး1000ရှိတယ်တာဝရိန္ဒနတ်ပြည်မှာပန်းဥယျာဉ်ကြီးကပန်းနေပွင့်နေတဲ့အခါမှာအပျော်အနေနဲ့လှုပ်ကြတာပေါ့နော်ကစားတဲ့သဘောပဲအပျော်အနေနဲ့လှုပ်ကြနတ်သမီး900သစ်ပင်မော်တက်ပန်းခူးအောက်ကနတ်သမီး900ပန်းကုန်းကုန်းပြီးတော့ပန်းကုန်းနဲ့အလှဆင်ပေးနေကြတယ်အဲ့ဒီချိန်မှာသစ်ပင်မော်တက်ပြီးပန်းခူးတဲ့ထဲကနတ်သမီးတူဟာဖြုတ်ဆူရုတ်တရက်ကွယ်လွန်သွားတယ်နေစာရောက်သွားတက်တန်းစေနတ်တွေသေးတယ်ဆိုတာအလောင်းကြံရတာမဟုတ်ဘူးမိတော့ကလေးငြိမ်းသွားသလိုဝုတ်ဆိုပျောက်သွားတာဘာကြောင့်အဲ့လိုငြိမ်းတာတော့ဆိုသူတို့ခန္ဓာကကမ္မစယုတ်တွေကများတယ်ဥဒုဇအာဟာရဇယုတ်ကနည်းနည်းပါးလေးပဲရှိအကောင်ထဲမရှိတော့နော်ကောင်းတယ်မရှိဘူးဘာနဲ့ဥပမာတူတော့ဆိုရင်ဒီဖျောင်းဟာအရေးပြောသွားပြီးမီးလောင်တိုင်းဘာမှမရှိတော့သလိုပေါ့နော်မီးလောင်လွယ်တဲ့ပစ္စည်းတစ်ခုကပြတောင်မကြံဘူးဘုတ်ဆိုလောင်သွားတဲ့သဘောမျိုးသူခန္ဓာကိုယ်ကအဲ့လိုတိမ်မွေးသည့်အတွက်ကြောင့်သိခြင်းတရားနဲ့ကြုံလိုက်တဲ့အခါဟုတ်ခနဲ့မီးတော့ကလေးငြိမ်းသွားသလိုသိသွားတာသေသွားပြီအဲ့ဒီလူပြည့်သွားပြီလူသွားဖြစ်တယ်ဖြစ်လိုက်တာနဲ့ तू ဘယ်ကလာတယ်ဆိုတာ तू မှတ်မိနေလူများဟာသေသွားလို့ရှိရင် तू ကသေတဲ့လူတွေဟာတော်တော်များများဆိုတာဟိုဥပပတ်ပဋိသရေလို့ခေါ်တဲ့ချက်ချင်းပြန်မွေးတဲ့ပဋိသရေမျိုးဆိုရင် तू ဘယ်ကလာတယ်ဆိုတာသိတယ်အဲ့တော့လူဘဝရောက်တယ်ဆိုတော့ကိုလနေဆက်လက်ဖွားစွာလို့မိခင်ဝမ်းထဲမှာနေရထိုင်ရတဲ့အခါမှာအဲ့ဒီချိန်မှာတတိတွေမေ့သွားတယ်။ဘာလို့လဲဆိုရင်အမောင်တိုက်ခန်းကြီးထဲမှာလှောင်ပိတ်ထားလိုက်တဲ့အနေအထားမျိုးလိုဖြစ်သွား။သေလိုက်တဲ့အချိန်မှာအမောင်ဝမ်းထဲရောက်သွားပြီးတော့ဘာမှမမြင်ရတော့ဘဝနဲ့ဆက်ပြတ်ပြီးတော့အဲ့လိုနေရတဲ့အချိန်က9လ10လ9လကြီးဆိုသူကပြတ်သွားတယ်သို့တော့မွေးဖွားလာလို့အလင်းပြန်ရလိုက်တာနဲ့တပြိုင်နက်အိယာကနိုးလာတယ်လို့သူပဲဘွားလာတယ်ဆိုတာပြန်တတိရတာကိုဇာတိတ်တရာလို့ခေါ်တယ်အဲ့ဒါကိုဗမာပြည်မှာတော့လူဝင်စားလို့ပြောကြတယ်ခါတဲ့လူဝင်စားတိုင်းတော့ပြန်တတိမရဘူးနော်သူကပြန်ပြီးတော့တတိရတယ်သူပဲရလာတာလဲဆိုတာကိုပြန်ပြီးတော့တတိရလိုက်တယ်အိယာကနိုးထတယ်လို့သူကနတ်သမီးဘဝသေးလာတယ်ဆိုတာမှတ်ရတယ်ခေါင်းထဲမှာအကုန်လုံးပေါ်လာတယ်ပေါ်လာတဲ့အခါမှာသူသိတတ်တဲ့အရွယ်အားစပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်တယ်လုပ်ပြီးရင်အဲ့ဒီကိုပဲပြန်သွားခြင်းနဲ့စိတ်ကအဲ့ဒီကိုပဲပြန်သွားဖို့ဆုတောင်းတယ်ကုသိုလ်ကောင်းမှုတွေကြိုးစားလုပ်တယ်ငယ်စဉ်ကတည်းကကြိုးစားလုပ်ရင်းကနေအသက်အရွယ်ရောက်လာတဲ့အခါလူဘဝရောက်တော့လေအိမ်အောင်ကြတယ်ပေါ့အိမ်အောင်ကြပြီးအိမ်အောင်နဲ့ကလေး4ယောက်ရသည့်ထီအောင်အသက်အရွယ်တော့မဖော်ပြဘူးကလေး4ယောက်ရပြီးသူဟာတရားတမ်းမှာဆိုတော့အသက်100နီးပါးလူလောကမှာနေသွားပြီ
အဖွားကြီးဖြစ်သွားမှာပေါ့လေအဲ့ဒါလို့မိသားစုဘဝနဲ့နေသွားနေသည်မြကုသိုလ်ကောင်းမှုတွေလှုပ်တိုင်းသူကအတိတ်ဘဝအတိုင်းပဲပြန်ဖြစ်ချင်တယ်ဆုတောင်းတယ်နှုတ်ကနေဖွင့်ပြီးတော့ဆုတောင်းတယ်အဲ့ဒါလို့ဆုတောင်းပြီးရုတ်တရက်သေဆုံးသွားတဲ့အခါကျတော့သူကအဲ့ဒီနတ်ပြည်ပဲပြန်ရောက်ပြီးသူပန်းခူးတဲ့နေရာမှာပဲပြန်ရောက်သွားဘွားကနေပေါ်လာတဲ့အခါကျတော့မာလဘာရိနတ်သားမေးတယ်ခုနဘယ်သွားလိုက်တာလဲခုနတော့ပျောက်သွားတယ်မြင်ခွင့်ဘယ်သွားတာတော့ဆိုသူသေသွားတာတဲ့သေပြီးလူပြေရောက်သွားတယ်လူပြေရောက်ပြီးတော့တဲ့အိမ်တော်ရင်သားကြပြီးတော့ကလေးလေးယောက်ဖွားပြီးအသက်ရွယ်ကြီးလို့အကြီးတဲ့အရွယ်မှာသူသေဆုံးလာခဲ့တယ်လို့သူပြောတယ်အဲ့တော့နတ်သားမေးတာဟဲ့လူတွေဟာဒီလောက်ထိအသက်တိုလားဆိုတိုတာပေါ့တဲ့လူတွေဟာဒီလောက်ပဲအသက်ရှိအဲ့တော့စဉ်းစားကြည့်နေလူပြေမှာအနှစ်တရာသည်တာဝရိန္ဒနတ်ပြေမှာတရက်ပဲရှိသေးတယ်သူကအသက်တရာမနေရသေးဘူးဆိုရင်တခဏလေးလောက်ပဲရှိမှာပေါ့အနှစ်တရာမှာဟိုကတရက်ဆိုအဲ့ဒီအတွင်းမှာပဲသိဆုံးသွားဒါဖြင့်လူတွေဟာပြောနိုင်ကြရလားဆိုမလေးမအိုတော့မဲ့ပုံမသေးတော့မဲ့ပုံလူတွေဟာပြောနေကြတယ်တဲ့ဒါစဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်မယုံနိုင်စရာလို့ပြောကောင်းပြောနိုင်တော့လည်းပဲစဉ်းစားကြည့်နေချင်းကလေးတွေဖြုတ်ကလေးတွေရဲ့တက်တံဘယ်လောက်ကြာအမှန်တမ်းနဲ့တိုးတဲ့လူတွေနဲ့ဆိုင်ကြောင်ကလေးတွေခွေးလေးတွေဆိုလဲအမှန်တမ်းတိုးထောင်ရတယ်အဲ့တော့အသက်တူတယ်ဆိုတာလူတွေနဲ့တိရစ္ဆာန်တွေနဲ့အသက်ကဒါကွာခြားအဲ့ဒါလိုပဲနတ်တွေနဲ့လူတွေလည်းပဲဒါကွာခြားတော့တခဏအတွင်းလေးမှာလူဘဝဖြစ်ပြီးတခဏအတွင်းလေးပြန်သိလာတယ်ဆိုတဲ့အထိပ္ပယ်ရောက်တယ်ပေါ့နတ်တွေအဲ့ဒီဇလန်းလေးမှာယဟန်တွေကဒီမျိုးသမီးမနေ့တုန်းကမနေ့တုန်းကမှတန်ဃာရဲ့ဝေယဝိဆာလုံနေတယ်နောက်တည့်ကျတော့သူမရှိတော့ဘူးလို့ကြားတယ်ဘဝဆိုတာတူတုံးလှကြီးလားမြန်လှကြီးလားလို့ဆိုတဲ့အကြောင်းကိုအကြောင်းပြုပြီးမြတ်စွာဘုရားဒါဟောတာဒီကာလလေးဘဝသင်္ကန်းတော့ပေးတယ်ပုဗ္ဗာနိဟေဝပစိနန္တံဗျာတတ္တမာနတံနရံတမက်တမောစိတ်ဓာတ်ကိုဆွဲမဲ့နဲ့ပန်းဝရင်ကပန်းတွေကိုရှားပွေးနေတယ်လို့ရှားပွေးပြီးတော့ရွေးချယ်နေတယ်လို့ကာမဂုဏ်အာယုန်တွေကိုရွေးချယ်လို့ခံစားလို့အာမရခင်မှာပဲအဋိတံယေဝကာမေတုအာမရခင်မှာပဲခံစားနေတဲ့ပုဂ္ဂိုလ်အနကောခုရုတေဝတံသေမင်းကသူ့အလိုတိုင်းဆောင်ယူသွားတယ်ဆိုတဲ့ဒီဒေသနာတော်ကိုမြတ်စွာဘုရားဟောတာဖြစ်လို့ဒီဒေသနာတော်မှာကိုယ့်အတွက်ဘဝသင်္ကန်းစာဘာယူရမှာလဲလို့ဆိုရင်တို့တွေဟာလူသက်တမ်းဘယ်တော့မှထာဝရမဟုတ်ဘူးအမှန်တန်တို့တောင်းတဲ့သက်တမ်းလေးအတွင်းမှာတို့တွေကောင်းတာတွေမလုပ်လိုက်ရလို့ရှိရင်တန်ဖိုးရမှာမဟုတ်ဘူးကာမဂုဏ်အာယုန်နေတဲ့မမောနေပြီးတဏှာရာဂတွေနဲ့ပဲအချိန်ကုန်နေမယ်ဆိုရင်တို့တွေဘာတစ်ခုမှအများရမှာမဟုတ်ဘူးကုသိုလ်တရားတို့တွေကြိုးစားအထောက်ကြမှာဖြစ်တယ်ဆိုတဲ့အသိစိတ်ကလေးဝင်ပြီးတော့ကောင်းတဲ့အလုပ်တွေလုပ်ဖြစ်အောင်မြတ်စွာဘုရားသွန်သင်ဆုံးမပေးတာပဲဖြစ်တယ်